ဤတန်ကျောင်းကိုပြန်ရောက်တဲ့အခါမှာသူ့ရဲ့တငယ်ချင်းတွေဖြစ်တဲ့ဇေဗီယာနဲ့အီမလီတို့ဟာစိတ်မကောင်းဖြစ်နေကြတာကိုတွေ့လိုက်ရပါတယ်။အကြောင်းရင်းကတော့ဆရာဘရက်ကြောင့်ပါ။ ဘရက်ဟာကျောင်းသူတွေကိုအနိုင်ကျင့်တဲ့အပြင်အီမလီကိုလည်းညဘက်မှာအပြင်ထွက်တွေ့ဖို့ဖိအားပေးနေတာပါ။အကယ်၍အီမလီကမလိုက်ရောရင်သူမရဲ့ဘွဲ့လွန်တက်ခွင့်ကိုဖျက်ဆီးပစ်မယ်လို့ချိန်ချောက်ထားပါတယ်။အီမလီကငိုပြီးငါကြောင့်နေတို့ပါထိခိုက်ကုန်တော့မယ်။ငါရီတိတ်ပဲပြန်ဖြေပါတော့မယ်လို့ပြောတဲ့အခါအီတန်ကစိတ်မပူနဲ့အီမလီငါအကုန်ဖြေရှင်းပေးမယ်လို့ကတိပေးလိုက်ပါတယ်။ဒါပေမဲ့တငယ်ချင်းတွေကတော့အီတန်ကိုစိုးရိမ်နေကြတော့မှာပဲ။အီတန်ဟာကျောင်းအုပ်ကြီးမစ္စတာအိုက်စ်ရဲ့ရုံးခန်းကိုထိုက်ရိုက်သွားခဲ့ပါတယ်။အစမှာတော့ကျောင်းအုပ်ကြီးကအီတန်ကိုကျောင်းသားစင်းရဲလေးတယောက်လိုထင်ပြီးအေးမဆိုင်ပါဘူး။ဒါပေမဲ့အီတန်ကကျွန်တော်ကျောင်းအတွက်အလှူငွေထည့်ချင်လို့ပါလို့ပြောပြီးဒေါ်လာ1 သန်း10 မီလီယံဒေါ်လာလို့ပြောလိုက်တဲ့အခါမှာတော့ကျောင်းအုပ်ကြီးခွန်ပေါ်ကနေပြုတ်ကျမတန်အံ့ဩသွားပါတော့တယ်။အီတန်ကချက်ချင်းပဲငွေလွှဲပေးလိုက်ပြီးအချက်2ချက်တောင်းဆိုပါတယ်။တစ်ချက်ကတော့သူအတန်းပြတ်ရင်အေးမယူဖို့နဲ့ဒုတိယအချက်ကတော့ကျောင်းသူတွေကိုအနိုင်ကျင့်နေတဲ့ဆရာဘရက်ကိုအခုချက်ချင်းအလုပ်ထုတ်ပစ်ဖို့ပါပဲ။ကျောင်းအုပ်ကြီးဟာငွေစည်းရင်းထဲကိုပတ်စံဒီအမှန်တကယ်ဝင်လာတာမြင်လိုက်ရတဲ့အခါအီတန်ကိုဆရာကြီးတအုပ်လို့ပြုစုပြောထောင်ပြီးဘရက်ကိုလည်းချက်ချင်းထုတ်ပစ်လိုက်ပါတော့တယ်။ Brett အလုပ်ပြုတ်သွားတဲ့အတွက်ပျော်နေတဲ့တငယ်ချင်းတွေကိုအီတန်ကစိန်ခံစားတော့ဆိုင်ကြီးမှာလိုက်ကျွေးပါတယ်။အဲ့ဒီမှာမထင်မပဲဖေးနဲ့ဟန်ရီတို့နဲ့ထပ်ဆုံပါတယ်။ဟန်ရီကအီတန်ကိုလူစင်းရဲတွေဒီလိုဆိုင်မျိုးလာနိုင်တာမဟုတ်ဘူး။ Dine and Dash စားပြီးပြေးမလို့လားဆိုပြီးဝန်ထမ်းတွေကိုခေါ်ပြီးအဆက်ခွဲပါတယ်။ဟန်ရီကမင်းမပတ်စံမရှိရင်ငါဖက်နှက်ကိုရက်ပြီးငါအကုန်ရှင်းပေးမယ်လို့ထပ်နှိမ်ပါတယ်။အီတန်က AECC ပဲဒေါ်လာ2 သိန်း$200,000ကိုဟန်ဒရီရှေ့မှာပဲ tip အနေနဲ့ထုတ်ပေးလိုက်တဲ့အခါဆိုင်မန်နေဂျာကပြေးထွက်လာပြီးအီတန်ကို Supreme VIP အဖြစ်ဂုဏ်ပြုလိုက်ပါတယ်။ဟန်ဒရီနဲ့ဖေးတို့ကကိုယ်စကားနဲ့ကိုပြန်ပိတ်မိပြီးအဆက်တကွဲထွက်သွားရပြန်ပါတယ်။အမ်မလီရဲ့မိခင်ကျမ်းမာရေးအခြေအနေဆိုးရွားလာပြီးခွဲစိတ်ဖို့အတွက်ဒေါ်လာ3 သိန်းလိုအပ်နေတာကိုအီတန်သိလိုက်ရပါတယ်။အမ်မလီကပတ်စံရှာဖို့အတွက်ကလပ်တစ်ခုမှတချင်းဆိုနေရတာကိုအီတန်တွေ့သွားပြီးသူမကိုအားပေးခဲ့ပါတယ်။တစ်ဖက်မှာလည်းကျောင်းကအားကစားပွဲအတွက်စပွန်ဆာရှာခိုင်းတဲ့ Felix ကအမ်မလီကိုဒုက္ခပေးဖို့စ조사ပြန်ပါတယ်။ဒေါ်လာ2 သိန်းစပွန်ဆာမရရင်ကျောင်းထုတ်မယ်လို့ချိတ်ချောက်တာပါ။အီတန်ကတရက်ပဲအချိန်ပေးငါရအောင်လုပ်ပေးမယ်လို့ပြောလိုက်ပါတယ်။နောက်နေ့မှာတော့အားလုံးကမယုံနိုင်အောင်ပဲကဘာကျော် Westpeak Group စီကနေစပွန်ဆာစာချုပ်ကြီးပါလာပါတော့တယ်။ Felix ဟာစာချုပ်ကအတူလို့ဆွဆွဲပေမဲ့ကျောင်းအုပ်ကြီးကိုယ်တိုင်ရောက်လာပြီးဒါအစ်စ်အမှန်ဖြစ်ကြောင်းသက်သေပြလိုက်ပါတယ်။အီတန်က Felix ကို Main Streetကိုလုံးဒီနဲ့ကွင်းပတ်ပြေးမယ်ဆိုတဲ့ဂတိကိုမမိတ်နဲ့အောင်လို့ပြောပြီးအားလုံးရဲ့ရှေ့မှာအဆက်ခွဲလိုက်ပါတယ်။အဆုံးသတ်မှာတော့ Felix ဟာယာဒူးကနေဖယ်ရှားခံလိုက်ရပြီးအမလီကတော့ကျောင်းရဲ့ပြင်းပဆက်ဆံရေးဌာနမှုတွေဖြစ်လာပါတော့တယ်။အီတန်ရဲ့အစွမ်းတွေကတဆင့်ပြီးတဆင့်ပိုကြီးမားလာခဲ့ပါပြီ။ဒါပေမဲ့အီတန်ကိုအပိုင်ဖမ်းချင်နေတဲ့တထေသမီးဆိုဖီယာရဲ့အကွက်တွေကဘာတွေလဲ။အမလီနဲ့အီတန်တို့ရဲ့ချားမှာဆိုဖီယာကဘလူးအဟန်တားတွေနှုတ်အောင်မလဲဆိုတာပတ်3မှာဆက်လက်ဆောင်မျိုးကြည့်ရှုပေးပါဦး။